ပြင်အဖြစ်ပြက်နှင့်ဆက်နွယ်နေသည်ဟုယူဆရသောအနည်းရှိအိမ်တစ်လုံးတွင်လည်းနောက်ထပ်ရုပ်အလောင်း2လောင်းကိုရှာဖွေတွေ့ရှိခဲ့သည့်စုံစမ်းစစ်ဆေးသူများ၏ပြောကြားချက်အရတန်တရားရှိသောတနက်သမားကိုကျောင်းအတွင်း၌တွေ့ရှိခဲ့ပြီးကိုယ်တိုင်ပြုလုပ်ထားသည့်ဒဏ်ရာကြောင့်သေဆုံးခဲ့သည်ဟုယုံကြည်ရသည့်ဖြစ်ရပ်၏အကြောင်းရင်းမော်ဒယ်နှင့်ပတ်သက်၍တာဝန်ရှိသူများကအသေးစိတ်အချက်အလက်များကိုယခုအချိန်ထိမထုတ်ပြန်ရသေးဘဲစုံစမ်းစစ်ဆေးမှုများကိုဆက်လက်ပြုလုပ်နေဆဲဖြစ်သည်ဤဝမ်းနည်းဖွယ်ဖြစ်ရပ်ကြောင့်ထောင်ပေါ် Reggie ရှိနီးကပ်ညီညွတ်သောလူမှုအတိုင်းဝိုင်းသည်အလွန်အမင်းထိခိုက်နစ်နာခဲ့ရသည်မြောက်ပိုင်း British Columbia ရှိအတိုင်းဝိုင်းများသည်နေမြေတလျှောက်ပြန့်နှံ့နေသောလဲလူမှုဆက်ဆံရေးခိုင်မာမှုနှင့်အပြန်အလှန်ကူညီပံ့ပိုးမှုစိတ်သက်ပြင်းပြမှုရှိကြောင်းခေါင်းဆောင်များကအလေးပေးပြောကြားခဲ့သည်ကျောင်းသားဆရာဆရာမများမိသားစုဝင်များရှေ့တန်းကယ်ဆယ်ရေးဝန်ထမ်းများနှင့်ဖြစ်ရပ်ကြောင့်ထိခိုက်ခံစားရသူအလုံးအတွက်အထောက်ပံ့အစီအစဉ်အဆင့်များစွာကိုစတင်လှုပ်ဆောင်နေသည်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုကင်တွယ်ဖြေရှင်းနိုင်ရန်အကြံပေးဝန်ဆောင်မှုများနှင့်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များကိုလည်းတပ်ဆင်ထားသည်ဒေသခံတာဝန်ရှိသူများသည့်အကူအညီများကိုပေါင်းစည်းညှိနှိုင်းနိုင်ရန်မြို့တော်ဝန်နှင့်ပြည်내ကိုယ်စားလှယ်များနှင့်ဆက်သွယ်ဆောင်ရွက်နေသည်စီးပွားရေးလုပ်ငန်းများနှင့်လူမှုဖွဲ့စည်းများကလည်းလက်တွေ့အကူအညီများနှင့်စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများကိုပေးအပ်ရန်ရှေ့တန်းမှပါဝင်ဆောင်ရွက်နေကြပြီးမြောက်ပိုင်း British Columbia ခိုင်မာသောစီးလုံးညီညွတ်မှုနှင့်ခံနိုင်ရရှိမှုကိုပြသလျက်ရှိသည်အာဏာပိုင်များသည်တနက်ပစ်ခတ်မှုနှင့်ပတ်သက်သောအခြေအနေသေးစိတ်များကိုဆက်လက်စုံစမ်းစစ်ဆေးနေပြီးအသည့်ရရှိလာသည့်အချက်အလက်များကိုအချိန်နှင့်တပြေးညီထုတ်ပြန်မည်ဟုမျှော်လင့်ရသည့်ယခုအချိန်တွင်တော့တေဆုံးသူများ၏မိသားစုဝင်များအားအားပေးကူညီပံ့ပိုးခြင်းနှင့်အတိုင်းဝိုင်းအနေဖြင့်ပြန်လည်ကုစားနိုင်ရန်အချိန်ရှည်လုပ်ငန်းစဉ်ကိုစတင်နိုင်ရေးကိုအဓိကထားဆောင်ရွက်လျက်ရှိသည်